ပါနဲ့အာဆင်နယ်အသင်းတို့ရဲ့မြောက်လန်ဒန်ဒါဘီပွဲအပါအဝင်ပရီးမီးယားလိပွဲစဉ်20ခုဒီနေ့ညပွဲကြိုသုံးတဲ့ချက်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီနေ့မှာတော့ပရီးမီးယားလိပွဲစဉ်20ခုရဲ့ဒီနေ့ညပွဲစဉ်တွေကမှအကောင်းဆုံးပွဲစဉ်တွေကိုပွဲကြိုသုံးတဲ့တင်ဆက်ပေးသွားမှာပါဒီပွဲစဉ်တွေကတော့ Nottingham Forest နဲ့ Liverpool စပါနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်Forest Liverpool ပထမဆုံးပွဲစဉ်အပြင်ဒီနေ့နေ့မြန်မာစံတော်ချိန်ည8:00နာရီခွဲအချိန်မှာကစားသွားကြမယ်Nottingham Forest အသင်းနဲ့ Liverpool အသင်းရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့ Forest အသင်းအိမ်ကွင်းဖြစ်တဲ့ City Ground ကွင်းမှာကစားသွားရမှာပါAncient Forest အသင်းကတော့ပြန်ပွဲဆုံနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲရှုံးပြီးတပွဲတည်ကြတာခဲ့ပါတယ် Forest ရဲ့ခြေစွမ်းကတော့အကောင်းကြီးမဟုတ်သလိုအဆိုးကြီးလည်းမဟုတ်ပါဘူးအဲ့ဒီ Liverpool အသင်းကတော့ပြန်ပွဲဆုံနောက်ဆုံး9ပွဲမှာ4ပွဲထိနိုင်ပြီးတပွဲရှုံးထားခဲ့ပါတယ်Liverpool ကဒီနောက်ပိုင်းမှာရလက်ပိုင်းတော်လေးကိုပြန်ကောင်းနေတယ်လို့ပဲသုံးသပ်ရမှာပါဒီနေ့ရဲ့ပြန်ပွဲဆုံနောက်ဆုံးထိုက်တွဲဆုံမှု9ချိန်မှာတော့ Liverpool က2ချိန်နိုင် Forest က2ချိန်နိုင်ပြီးတစ်ချိန်သေးကြထားပါတယ်ထိတဲ့တွဲဆုံမှုတွေမှာတော့စားတူအနေထားမျိုးပါပဲဒီပွဲကိုသုံးသပ်ရမယ်ဆိုရင် Forest က Liverpool အသင်းကိုဒုက္ခပေးနိုင်တဲ့အသင်းပါပထမအကြောင်းမှာတော့ကလည်း Forest က Liverpool အသင်းကိုဂိုးပြတ်အနိုင်ယူထားခဲ့တာပါအခုလည်း Forest ကွင်းပေါ်တော့ Liverpool အသင်းရုံးကန်ရနိုင်ပါတယ်အင်ရှင်တွေတေလောက်ခံကစားသွားနိုင်ပါတယ်ခံမဲ့ရလဲ Forest တူ Liverpool Spurs Arsenal ဒုတိယပွဲစဉ်အပြင်ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တွေပဲဖြစ်တဲ့ Spurs နဲ့ Arsenal အသင်းတို့ရဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်ကိုပွဲကြိုသုံးတဲ့တင်ဆက်ပေးသွားမှာပါဒီပွဲကဒီနေ့နေ့မှာစနေည7:00နာရီချိန်မှာကစားသွားမှာလည်းဖြစ်ပါတယ်ဒီပွဲက Spurs ရဲ့အိမ်ဝင်းဖြစ်တဲ့ Tottenham Hotspur ကွင်းမှာကစားသွားမှာပါAncient Spurs အသင်းကတော့နီးပြသေးသူ Thomas Frank ကိုထုတ်ပြီးဒုထောက်ကိုယာယီနီးပြအဖြစ်ခန့်ထားပါတယ်ရလက်တွေရတော့ Spurs အသင်းကပြန်ပွဲဆုံနောက်ဆုံး9ပွဲမှာ2ပွဲရှုံး2ပွဲတည်ကြပြီးတော့တပွဲသာနိုင်ထားခဲ့တာပါ Spurs အသင်းရဲ့ရလက်ပိုင်းကအားရစရာမရှိပါဘူးအဲ့တဲ့ Arsenal အသင်းကလည်းဒီနောက်ပိုင်းမှာခြေစွမ်းအကျပိုင်းကိုရောက်လာခဲ့ပါတယ် Arsenal ကဒီနောက်ပိုင်းပွဲတွေမှာခြေချော်ပြီးတော့ရမှတ်တွေရောက်နေခဲ့တာပါနောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း Arsenal အသင်းဟာအဆင့်20ကဝူဘာတန်အသင်းကိုတေးကြတာခဲ့တာပါဒီနေ့ရဲ့ပြိုင်ပွဲဆုံနောက်ဆုံးထိုက်တွဲဆုံမှုတွေမှာတော့ Arsenal အသင်းက4ချိန်ထိနိုင်ရရှိထားပြီး Spurs အသင်းကတော့1ချိန်နဲ့သာနိုင်ရရှိထားတာပါထိတဲ့တွဲဆုံမှုရပြန်ကြည့်မယ်ဆိုရင် Arsenal အသင်းကအသာစီးယူထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီပွဲကိုသုံးသပ်ရမယ်ဆိုရင်တော့ Arsenal အသင်းအနေနဲ့ Champions Super ကိုရယူချင်နေဆိုရင်ဒီ Spurs နဲ့ပွဲမှာအမှားခံလို့မရတော့ပါဘူးဒါပေမဲ့ Spurs အသင်းကလည်းနီးပြပြောင်းလဲနေတဲ့အတူအိမ်ကွင်းမှာကစားမှာဖြစ်တာကြောင့်ရေကုန်ရေကန်းနဲ့အသက်ကုန်ရုံးကစားလာမှာတေချာပါတယ်စပါတင်းစီကနေတင်မမထားတဲ့တုတ်ပြန်မှုမျိုးကိုတေချာပေါက်မြင်တွေ့ရနိုင်ပါတယ်။ရလက်ပိုင်းအနေနဲ့အာဆင်နယ်အသင်းကကတ်နိုင်သွားသလိုစပါအသင်းအနေနဲ့တေးတမတ်ကိုလည်းရရှိသွားနိုင်ပါတယ်။ထိတိုက်တွေးဆုံမှုရဲ့လက်ရှိအနေအထားတွေအရဧည့်သည်အာဆင်နယ်အသင်းကိုပို့ကြိုက်မိပါတယ်။ခံမရလဲစပါ1-2အာဆင်နယ်ဒီနေ့တင်ဆက်မှုကတော့ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသပ်ချက်တွေအပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ